2026 ခုနှစ်မေလ28ရက်နေ့ဇာတာပရိသတ်သမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်ဇာတာပရိသတ်သမီးများအတွက်ဒီနေ့မှာသူများပြဿနာကိုပြဿနာဆိုသလိုမျိုးတွေသူများပြဿနာကြားထဲမှာကိုကပဲလော်ကြစာညက်ဆိုသလိုမျိုးတွေချမ်းညက်တတ်တယ်တတိထားနော်မြည်သည့်အရာကိုမှကိုကတာဝန်ယူပြီးတော့ခေါင်းကန်ပေးတာမျိုးတွေအာမအကံပေးတာမလုံးနဲ့နော်အရှင်မပြေဖြစ်တဲ့အလုံးမှာလည်းစိတ်ညစ်เสียစိတ်ရှုပ်เสียစိတ်ရှုပ်ထွေးเสียများနဲ့လည်းကြုံရတဲ့ကျမ်းမာရေးအနေနဲ့လည်းတတိထားနော်ခေါင်းမူတဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့အခြေရေးမှာလည်းအထင်အမြင်လွဲမဆရာများနဲ့ကြုံရတတ်ပြီးတော့အိမ်တော်ရေးမှာတော့ဇာတာပရိသတ်သမီးများအတွက်ဒီနေ့မှာမပြစ်စလောက်ပြဿနာတည်တည်လေးရစပြီးအရှင်မပြေမှုတွေဖြစ်တဲ့အကျိုးပေးတဲ့ကဏ္ဍက4နဲ့6ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာအစိမ်းရောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်ရှရိယာအနေနဲ့မိမိအိမ်ရှိဖျားမှာပေါင်မုတ်5ချက်ကလူပေးရမှာဖြစ်ပါတယ်ရှင်